အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့စာကျွန်တော်နဲ့ပတ်သက်ပြီးတော့ဘုသူဒ္ဓရပွဲလေးတွေတင်ပြမယ်ဆွေးနွေးကြမယ်ဒီကနေပြီးတော့ဥပဒေဘုသူဒ္ဓယူမယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့ရက်ပိုင်းကပဲပြည်အောင်စုတရားလွှတ်တော်ချုပ်ကနေပြီးတော့စာကျွန်တော်တွေပြန်ဖွင့်လိုက်ပြီပြန်ဖွင့်လိုက်တဲ့ခါကျတော့နိုင်ငံသားတရားရဲ့အခွင့်အရေးကနိုင်ငံသားအခွင့်အရေးထိခိုက်နစ်နာတဲ့ကိစ္စတွေမှာစာကျွန်တော်ပြန်တက်လို့ရတယ်အဲ့တော့စာကျွန်တော်တက်တဲ့ခါမှာစာကျွန်တော်၅မျိုးရှိမယ်ရှေ့တော်သွင်းတားမြစ်စေအာဏာပေးအာဏာပိုင်မေးအမှုခေါ်ဆိုစာကျွန်တော်၅မျိုးရှိမယ်အဲ့တော့စာကျွန်တော်တွေကိုပြန်တက်တဲ့ခါမှာစာကျွန်တော်တက်ရင်ဘာတွေလို့လဲဘယ်လိုအနေထားမျိုးဆိုမတက်နဲ့ဆိုတာမျိုးသိဖို့အတွက်ကျွန်တော်တို့ case တွေလေ့လာမယ်စိတ်ဝင်စားဖွယ် case လေးဖြစ်မှာပါအားလုံးသိကြတဲ့ရှင်ညာနာခေါ်ရှင်မိုးပြခေါ်ရှင်မိုးပြအမှုလေးနဲ့ပတ်သက်ပြီးဆွေးနွေးပေးမယ်အဲ့တော့ရှင်ညာနာခေါ်ရှင်မိုးပြခေါ်ရှင်မိုးပြဟာပြစ္ဆုတ်ပံကာမဝါဒဗုဒ္ဓဘာသာဖြစ်တိကျခွဲထွက်ရက်တည်ပြီးတော့နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ရဲ့ကြီးကြပ်မှုကိုခံယူခြင်းမရှိကြောင်းပေါ်ပေါက်တယ်ထေရဝါဒဗုဒ္ဓဘာသာနဲ့ပြစ္ဆုတ်ပံကာမဝါဒဗုဒ္ဓဘာသာမှာဘုရားတရားသံဃာမတူကွဲပြားခြားနားကြောင်းစီယုံတယ်လှုံ့ဆော်တယ်ဟောပြောရေးသားတယ်ဆိုတာပေါ်ပေါက်တယ်ဆိုပြီးတော့ပသိမ်ကြီးမြို့နယ်တရားဝန်ကသံဃာအဖွဲ့အစည်းဆိုင်ရာဥပဒေပုံမှန်7နှစ်နဲ့အလုံးနဲ့ထောင်ဒဏ်3နှစ်ပုံမှန်73ရက်အလုံးနဲ့ထောင်ဒဏ်3နှစ်ချပါတယ်အဲ့ဒါကတော့အမှုနံပါတ်83/2010ဖြစ်ပါတယ်ဒီတရားမှာပဲအမှုနံပါတ်54/2010နဲ့ရှင်မိုးပြဥဆောင်တဲ့အဖွဲ့ဟာပြစ္ဆုတ်ပံကာမဝါဒဗုဒ္ဓဘာသာအမိခံပြီးထေရဝါဒဗုဒ္ဓဘာသာကိုစော်ကားပုတ်ခတ်တဲ့အပြင်သံဃာအဖွဲ့အစည်းဆိုင်ရာဥပဒေနဲ့အာရမဝါဒကိုပြန်အသက်သွင်းပြီးသံဃာအဖွဲ့အစည်းအစဉ်စဉ်ပြိုကွဲပျက်စီးအောင်ဆောင်ရွက်ခဲ့ခြင်းကြောင့်ဆိုပြီးတော့ရာဇသကြီးဥပဒေပုံမှန်295အရာ2နှစ်295ကကြီးရာ2နှစ်ထပ်ပြီးတော့အမိန့်ချတယ်အဲ့ဒီပြင်မန္တလေးခရိုင်တရားရုံးကလည်းအမှုနံပါတ်63/2010နဲ့ရှင်မိုးပြဟာ1988ခုနှစ်အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေပုံမှန်6ရာပြစ်မှုကျူးလွန်တဲ့အတွက်အလုံးနဲ့ထောင်ဒဏ်9နှစ်ထပ်ချတယ်အဲ့တော့ဒီလိုချမှတ်ခံရတဲ့ခါကျရှင်မိုးပြကမကျေနပ်ဘူးမကျေနပ်တော့မန္တလေးခရိုင်တရားရုံးကိုအယူခံတက်တယ်ပတ်လက်ခံရတယ်မန္တလေးတိုင်းဒေသကြီးတရားရုံးကိုပြင်ဆင်တက်တယ်ပတ်လက်ခံရတယ်အဲ့ဒီခုနှစ်တုန်းကတော့တရားရုံးချုပ်မန္တလေးဆိုတာရှိတယ်အဲ့တော့တရားရုံးချုပ်မန္တလေးကိုပြင်ဆင်မှုတက်တယ်ပတ်လက်ခံရတယ်ထပ်ပြီးတော့သူကပြည်တော်စုတရားလွှတ်တော်ချုပ်နေပြီးတော့ကိုအထူးယူခံဝင်ခွင့်ပြုဖို့ဆိုပြီးတော့ထပ်လျှောက်တယ်ပယ်တယ်အဲ့တော့ရှင်မိုးပြရှေ့နေရဲ့လျှောက်ထားလွှာမှာရာဇကြီးဥပဒေပုံမှန်81ပါပြဋ္ဌာန်းချက်1983ခုနှစ်စကားရများအနက်တိတ်ပဲဖွင့်ဆိုရေးဥပဒေပုံမှန်22ပြဋ္ဌာန်းချက်တွေနဲ့မညီညွတ်ဘဲနဲ့ရှင်မိုးပြကိုဆုံးဖြတ်ထားခြင်းဖြစ်တယ်တရားစီရင်လမ်းကြောင်းလည်းပြီးဆုံးသွားပြီဒါကြောင့်မလို့အမှုခေါ်စာကျွန်တော်နဲ့ပယ်ဖြတ်ပေးပါဆိုပြီးတော့ပြည်ထောင်စုတရားလွှတ်တော်ချုပ်စာကျွန်တော်ကနဦးကြားနာရေးအဖွဲ့ကိုလာရောက်လျှောက်ထားတယ်အဲ့တော့ရှင်မိုးပြရှင်းနေကဆွမ်းနာပြောပြတဲ့အပုံမှန်တွေအပြင်ရာဇကြီးဥပဒေပုံမှန်235တို့မှာလည်းပြုလုပ်မှုပြက်ကွက်မှုတစ်ခုခုဟာဥပဒေ2ရက်ဒါမှမဟုတ်2ရက်ထက်ပိုတဲ့ဥပဒေတွေအရပြစ်မှုမြောက်လို့ရှိရင်ပြစ်မှုကျူးလွန်တဲ့သူကိုဒီဥပဒေတွေအနက်ကဥပဒေတရဖြစ်တာတရားစွဲဆိုအပြစ်ပေးရမယ်ပြစ်မှုတရက်ထဲအတွက်ပြစ်ဒဏ်တစ်ချိန်တည်းပိုမခံစေရလို့ပြဋ္ဌာန်းထားတယ်ဆိုပြီးရှောက်တယ်ရှင်မိုးပြကိုပြုလုပ်မှုတစ်ခုတည်းအပေါ်မှာအချင်းချင်းအပြစ်ပေးထားတဲ့အတွက်အယူခံပြင်ဆင်နေအထွေထွေလျှောက်လာတွေတင်ပေမဲ့လည်းပတ်လက်ခံရတယ်ပယ်ခံရတဲ့အတွက်နော်စာကျွန်တော်လွတ်ထုံးလုံးကြီးအပိုက်61ရ3လအတွင်းလျှောက်တာဖြစ်လို့လက်ခံကြားနာပြီပါဆိုပြီးတော့လျှောက်လဲတဲ့အဲ့တော့ရှင်မိုးပြရှင်းနေရဲ့လျှောက်ထားတာအပိုက်4မှာဘာပါလဲဆိုရင်အမှုခေါ်စာကျွန်တော်အမိန့်ဟာ
အမြင့်ဆုံးတရားရုံးကနေပြီးတော့လောက်ခံတရားရုံးအပေါ်မှာကြီးကြပ်ကသုံးပြီးတော့ချမှတ်တဲ့အမိန့်ဖြစ်တယ်အာဏာဖြစ်တယ်ဥပဒေနဲ့မညီညွတ်တဲ့အမိန့်တွေကိုအမှုခေါ်စာကျွန်တော်အမိန့်ဖြစ်ပယ်ဖျက်နိုင်ခွင့်ရှိပါတယ်ဆိုပြီးတော့ပါတယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကသုံးသက်ပြတာကပြည်ထောင်စုတရားစီရင်ဥပဒေမှာ16မှာစာကျွန်တော်အမိန့်တွေထုတ်ဆင့်ခွင့်အာဏာအနှင်းထားတာဟုတ်တယ်ရွေချက်ကအောက်တရားရုံးတွေကသူတို့ရဲ့စီမံခွင့်အာဏာမရှိဘဲစီရင်တဲ့ကိစ္စတွေအနှင်းထားတဲ့စီမံခွင့်အာဏာကိုလက်ခံနိုင်ပွဲမရှိလောက်ကျင့်သုံးဖို့ပြက်ကွက်ခဲ့ရင်စီမံခွင့်အာဏာတဲ့ပို့ပြီးတော့ဆောင်ရွက်ခဲ့ရင်တရားလွှတ်တော်ချုပ်ကကြီးကြပ်ကွက်ကဲတာနော်ကြီးကြပ်မှုအာဏာကိုကျင့်သုံးဖို့ဖြစ်တယ်ဆိုပြီးတော့ဒီcover Gigi Grover နဲ့ AC ကွန်ဒါစီရင်ထိုး1955မြန်မာနိုင်ငံတရားစီရင်တော်စာမျက်နှာ54ကိုရည်ညွှန်းတယ်အမြင့်ဆုံးတရားရုံးဖြစ်တဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကစာကျွန်တော်အမိန့်အနေနဲ့ကြီးကြပ်ကွက်ကဲမှုအာဏာသို့မဟုတ်ကြီးကြပ်မှုအာဏာကိုလက်ခံတရားရုံးပေါ်မှာလာကျင့်သုံးခြင်းဖြစ်တယ်အောက်တရားရုံးကဆုံးဖြတ်ချက်အပေါ်မှာအယူခံသို့မဟုတ်ပြင်ဆင်အမြင့်ဆုံးတရားရုံးဖြစ်တဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဆုံးဖြတ်ပြီးရင်အမြင့်ဆုံးတရားရုံးရဲ့ဆုံးဖြတ်ချက်အပေါ်မှာအစစ်တူအမြင့်ဆုံးတရားရုံးကကြီးကြပ်ကွက်ကဲမှုအာဏာသို့မဟုတ်ကြီးကြပ်မှုအာဏာသုံးပြီးတော့စာကျွန်တော်အမိန့်နဲ့ပယ်ဖျက်ပေးလို့မရဘူးဒါကြောင့်ဆွတ်ဖတ်မှာမဟုတ်ဘူးဒါကလောက်ခံတရားရုံးတွေပေါ်မှာပဲကျင့်သုံးရန်ဖြစ်တယ်ဆိုပြီးတော့ဆုံးဖြတ်တယ်အဲ့တော့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကထပ်ပြီးတော့ရှင်းပြတယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေပြီးတော့မူလစီမံခွင့်အာဏာနော်အယူခံစီမံခွင့်အာဏာပြင်ဆင်မှုအာဏာတွေသုံးပြီးတော့ချမှတ်ခဲ့တဲ့စီရင်ချက်ဒီဂရီအမိန့်တွေကိုပြန်လည်စစ်ဆေးစီရင်ဖို့တခုတော့နီလန်ရှိတယ်တဲ့အဲ့ဒီနီလန်ကတဲ့ပြည်ထောင်စုတရားစီရင်ဥပဒေပုံမှာ1920အရအထူးခံဝင်ခွင့်လျှောက်ထားဖို့ပဲဖြစ်တယ်တဲ့ရှင်မိုးဗျာကအထူးခံဝင်ခွင့်လျှောက်ထားခဲ့ပြီးဖြစ်လို့ထပ်ပြီးတော့စာကျွန်တော်အမိန့်ထုတ်ဖို့လျှောက်ထားခွင့်မရှိတော့ဘူးတဲ့ဒါကြောင့်မလို့ကနဦးစာကျွန်တော်ထုတ်ပေးဖို့ကြားနာမှုနော်လက်ခံကြားနာပေးဖို့လျှောက်ထားချက်ကိုပယ်တယ်ဆိုပြီးအမိန့်ချတယ်ဒီအမှုကတော့ရှင်ညာနာခေါ်ရှင်မိုးဗျာနဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြန်မာနိုင်ငံတရားစီရင်တော်စာမျက်နှာ9စီရင်ထုံးဖြစ်ပါတယ်အဲဒီစီရင်ထုံးမှာစီရင်ထုံးအကျယ်ကိုတောင်းလေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်ဒီစီရင်ထုံးကစာကျွန်တော် writ jurisdiction ရဲ့အကန့်အသတ်ကိုအလွန်ရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့စီရင်ထုံးတစ်ခုဖြစ်တယ်အတိကဥပဒေသဘောအရပြောမယ်ဆိုရင်နံပါတ်1အနေနဲ့စာကျွန်တော်ရဲ့ရည်ရွယ်ချက်ကဘာလဲပြည်ထောင်စုတရားစီရင်ဥပဒေပုံမှာ16အရာပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုစာကျွန်တော်ထုတ်ပေးနိုင်တဲ့အာဏာပေးထားတာဟာအောက်တရားရုံးတွေကစီရင်ပိုင်ခွင့်မရှိဘဲစီရင်ခြင်းစီရင်ပိုင်ခွင့်နဲ့ကြော်လွန်ဆောင်ရွက်ခြင်းစီရင်ပိုင်ခွင့်ရှိပေမဲ့ကျင့်သုံးဖို့ပြက်ကွက်ခြင်းစတဲ့အခြေအနေတွေကိုပဲကြီးကြပ်ထိန်းကျောင်းဖို့ဖြစ်တယ်ဒါကြောင့်စာကျွန်တော်ဆိုတာအောက်ရုံးတွေကိုကြီးကြပ်ဖို့ဖြစ်ပြီးတော့အမြင့်ဆုံးတရားရုံးရဲ့ဆုံးဖြတ်ချက် level 2အမြင့်ဆုံးတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုပြန်စစ်ဖို့မဟုတ်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်နံပါတ်2ချက်အနေနဲ့တော့စာကျွန်တော်နဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ဆုံးဖြတ်ချက်ကိုမတိုက်ခိုက်နိုင်ပါဘူးဒီအမှုမှာရှင်မိုးဗျာကမြို့နယ်တရားရုံးခရိုင်တရားရုံးတိုင်းတရားရုံးတရားရုံးချုပ်မန္တလေးပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုအစစ်အစစ်လျှောက်ထားပြီးသွားပြီနော်နောက်ဆုံးပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပဲအထူးခံဝင်ခွင့်ဆိုပြီးတော့ special appeal leave ကိုတောင်လျှောက်ထားခဲ့ပြီးဖြစ်တယ်ဒါပေမဲ့ပယ်ခံရတယ်အဲ့လိုပယ်ခံရပြီးတဲ့အခါကျမှစာကျွန်တော်နဲ့ပယ်ဖြတ်ပေးပါဆိုပြီးတော့ထပ်လျှောက်တာဖြစ်တယ်အဲ့တော့တရားရုံးကဆုံးဖြတ်တာစာကျွန်တော်ဆိုတာအောက်တရားရုံးကိုကြီးကြပ်ဖို့တာဖြစ်ပြီးတော့အမြင့်ဆုံးတရားရုံးရဲ့ဆုံးဖြတ်ချက် level 2အမြင့်ဆုံးတရားရုံးကပဲစာကျွန်တော်နဲ့ပြန်ပြီးတော့ကြီးကြပ်လို့မရဘူးလို့ဆုံးဖြတ်ခဲ့အဲ့တော့နံပါတ်3ချက်အနေနဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့အပိသက်အမိန့်ကိုဘယ်လိုစိန်ခေါ်မလဲစိန်ခေါ်တယ်ဆိုရင်လည်းရိုင်းရကြမယ်ဘယ်လိုပယ်ဖြတ်မလဲဒီစီရင်ထုံးရဲ့အရေးကြီးဆုံးအချက်ကပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအပိသက်ချမှတ်တဲ့စီရင်ချက် judgment degree order အမိန့်တွေကိုပြန်ပြီးတော့စစ်ဆေးစေခြင်းရင်ပယ်ဖြတ်ခြင်းတခုသောနည်းလမ်းရှိတယ်တဲ့အဲဒီနည်းလမ်းကပြည်ထောင်စုတရားစီရင်ဥပဒေပုံမှာ1920အရအထူးခံဝင်ခွင့်လျှောက်ထားခြင်းပဲဖြစ်တယ်လို့ဆုံးဖြတ်ထားပါတယ်အဲ့ဒီစီရင်ထုံးကနေကျွန်တော်တို့မှတ်သားဖို့အတွက်ဥပဒေဘုဒ္ဓဥပဒေသဘောဘာရမလဲဆိုတော့နံပါတ်1
စာကျွန်တော်အာဏာဟာလက်အောက်ခံတရားရုံးတွေရဲ့အပေါ်သာကြီးကြပ်ကိုကဲမှုဖြစ်တယ်နံပါတ်2စာကျွန်တော်ဟာလက်အောက်ခံတရားရုံးတွေအပေါ်မှာပဲကျင့်သုံးနိုင်တယ်နံပါတ်3ပြည်ထောင်စုတရားလွှတ်တော်ရုံးရဲ့အပိသက်ဆုံးဖြတ်ချက်ကိုစာကျွန်တော်နဲ့မတိုက်ခိုက်နိုင်ဘူးနံပါတ်4ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့အပိသက်စီရင်ချက်အပေါ်မှာတက်သာခွင့်ရယူခြင်းနဲ့ဆိုရင်ပုံမှန်နော်ပြည်ထောင်စုတရားစီရင်ဥပဒေပုံမှန်19-20အရအထူးခံဝင်ခွင့်ရှောက်ရမယ်နံပါတ်5မှတ်ရမှာကအထူးခံဝင်ခွင့်ရှောက်ထားပြီးသားအမှုကိုစာကျွန်တော်လမ်းကြောင်းနဲ့ထပ်စူးစမ်းခွင့်မရှိတော့ဘူးထပ်စူးစမ်းဖို့လည်းမစူးစမ်းပါနဲ့အဲ့တော့အဆုံးသက်အနေနဲ့ဒီစီရင်ထုံးကိုစာကြောင်းတစ်ကြောင်းနဲ့အနှစ်ချုပ်မယ်ဆိုရင်စာကျွန်တော်ဟာအောက်တရားရုံးတွေကိုကြီးကြပ်ဖို့သာဖြစ်ပြီးတော့အမြင့်ဆုံးတရားရုံးရဲ့အပိသက်ဆုံးဖြတ်ချက်ကိုပြန်လည်စစ်ဆေးဖို့အသုံးပြုနိုင်တဲ့နည်းလမ်းမဟုတ်ဘူးဆိုတာပဲဖြစ်ပါတယ်လို့ပြောကြရင်ညီကုန်းချုပ်ပါတယ်ထိုက်တဲ့စာကျွန်တော်နဲ့ပတ်သက်တဲ့ဥပဒေဘုဒ္ဓရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲကိုယ်စိတ်တပြပေးရငွေမှာကျမ်းမာချမ်းသာကြပါစေ